အခက်ခဲတိုင်းမှာသင်ခန်းစာရှိတယ်ကျွန်တော်တို့အားလုံးရဲ့ဘဝမှာမုန်တိုင်းတွေအခက်ခဲတွေကြုံရတာပါပဲလဲကျသွားတဲ့အခါလမ်းပြောက်သွားတဲ့အခါငါဘလို့ဆက်လုပ်ရမလဲဆိုတဲ့အတွေးမျိုးတွေဝင်လာတတ်ပါတယ်ဒါပေမဲ့မှတ်ထားပါအခက်ခဲဆိုတာတင့်ကိုအဆုံးသတ်ဖို့ရောက်လာတာမဟုတ်ပါဘူးတင့်ကိုပိုတမ်းမာလာအောင်တင်ပေးဖို့ရောက်လာတာပါပထမဆုံးအခြေအနေကိုအရှိတိုင်းလက်ခံလိုက်ပါဘာဖြစ်လို့ငါမှလဲလို့စိတ်တက်ကြမဲ့အစားအခုငါဘာလုပ်နိုင်မလဲဆိုတာကိုပြောင်းပြီးစဉ်းစားပါဒုတိယပြဿနာကိုတင်းငယ်တဲ့အပိုင်းလေးတွေဖြစ်ခွဲခြားလိုက်ပါကြီးမားတဲ့တောင်ကြီးကိုတခါတည်းရွှေ့ဖို့မကြိုးစားပါနဲ့ဒီနေ့အတွက်ခြေတလန်းမနှက်ဖြန်အတွက်ခြေတလန်းတင်းငယ်တဲ့ခြေလန်းတွေကပဲတင့်ကိုပန်းတိုင်ရောက်စေမှာပါတတိယတင်းစိတ်ကိုတင်ထိန်ချုပ်ပါအစိုးမြင်စိတ်တွေကတင်စွမ်းအင်တွေကိုလောင်ကျွမ်းစေပါတဲ့အကောင်းမြင်စိတ်နဲ့ဖြည့်ရှင်းလေးကိုပဲအာရုံစိုက်ပါနောက်ဆုံးအနေနဲ့ဘယ်တော့မှအရှုံးမပေးပါနဲ့လဲကြတိုင်းပြန်ထပါသင်ခန်းစာယူပါပြီးရင်ရှေ့ဆက်တိုးပါမုံတိုင်းတိုင်းဟာထာဝရမတည်မြဲပါဘူးဒီအခက်ခဲကိုတင်ကျော်ဖြတ်နိုင်မှာပါဘာလို့လဲဆိုတော့တင်ဟာတင်ထင်ထားတာထက်အများကြီးပိုပြီးတန်မာလို့ပါပဲ